မင်္ဂလာပါကျွန်တော်နာမည်ကဒေါက်တာရဖြစ်ပါဒီနေ့ဗီဒီယိုမှာတော့ Minecraft movie တွေက lava chicken song ကျွန်တော်ဒီ redstone နဲ့လောက်ထားတာပေါ့နော်အဲ့ဒါ brother တို့လိုက်ပြကြလို့ပါအရင်ဆုံးအဲ့ဒါလေးမပြခင် movie တွေကအတိုင်းလေးချစ်ကို lava လေးနဲ့กินလိုက်ပါမယ် lava ကြီးကြာလိုက်ရပြီဒီကလေးပြန်ပေးမယ်ဒီထဲလေးထွက်လာတယ်ရပါပြီကျတာကဲဒီဘက်မှာပါဗျဒီဘက်မှာတချင်းလေးကိုပုံနဲ့လောက်LOP တောင်းထားလိုက်ပါမယ်ပြီးရင် play လိုက်ပါမယ်ဒါတော့လုံးကိုပြန်လာဆိုတော့ကျွန်တော်တပတ်ပြန်နေတော့ဖြစ်ပါဘူးကျွန်တော်ရဲ့သချင်းလေးကောင်းတယ်ဆိုရင်တော့ brother တို့1 2 3 break လေးပေးသွားတော့အားလုံးပဲဒီဗီဒီယိုလေးကဒီတော့ပါပဲဗျအားလုံးနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye